နောက်တနေ့မှာ GS AU ဟာသူ့ရဲ့ PC တွားရောက်လေပတ်ပြီးပြီးဆွဲထားတဲ့ရုပ်ပုံလေးကိုပြလိုက်ပါတယ်အန်စရာကောင်းတာအဲ့ဒီပုံဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာဒုမဖေမီချန်နက်ဆွဲပြခဲ့ငကားပုံနဲ့စစ်တက်တဲ့တူနေတာပါပဲဒါနဲ့ပဲ GS ကငကားကိုတွေးခဲ့တယ်ဆိုတဲ့နေ့ကဂေဘာရီဖြစ်ခဲ့တယ်ဆိုတာကိုအဖေကိုမင်းမြင်ပါတော့တယ်မီချန်ကလည်းဒူတော်တဲ့အမဲလိုက်ထွက်နေတော့တစ်တော်တစ်ခုလုံးရုပ်တရက်စိတ်ငြိမ်သွားပြီးမောင်းမိုက်သွားခဲ့ပုံကိုရှင်းပြပါတယ်နောက်လက်ကြည့်လိုက်တဲ့အခါတော့ကောင်ကြီးတစ်ကောင်နဲ့မျက်နှာချင်းဆိုင်တိုးခဲ့တာပါကြောက်လန့်ကြားနဲ့တင်းနက်ကိုထိန်းချိန်လိုက်ပေမဲ့ငကားကသူ့ကိုမထိုက်ခိုက်ခဲ့ပါဘူးအဲ့ဒီစားသူ့ကိုစိုက်ကြည့်ပြီးတော့အုပ်ထဲငြိမ်ငြိမ်သက်သက်ပဲရောက်ွယ်သွားခဲ့တာဖြစ်ပါတယ်ငါတွေ့ခဲ့တာကိုလူတိုင်းကိုပြန်ပြောပြပေမဲ့ဘယ်သူမှမယုံကြည်ကြဘူးလို့မီချန်ကပြောတဲ့ GS ကစဉ်းစားမရဖြစ်နေတော့မီချန်ကပြုံးပြီးမိလေပြီးကိုမမြင်ခဲ့ဘူးလေတူလေအမြဲတမ်းအဲ့ဒီမှာရှိနေခဲ့တာပဲမဟုတ်လားလို့ထပ်ပြောခဲ့ပါတယ်နောက်တနေ့မှာတော့ GS ဘင်းနဲ့နာဒါလီတို့ကိုကလေးတင်းချောင်းကိုခေါ်သွားပေမဲ့ဘင်းကိုအထင်းဝင်စီပဲမီချန်ပါဝင်တဲ့အဖွဲ့နဲ့အတူတစ်တော်လေးကိုဆက်လက်ထွက်ခွာလာခဲ့ကြပါတယ်ဘင်းကသူတို့ကိုဘာမှမရှိတဲ့ဒေါနက်ကြီးတဲ့သူတို့ရဲ့ကူစီတို့ခေါ်ဆောင်သွားပါတယ်အဲ့ဒီနောက်ကိုဝင်သွားမှရက်ပြီးအေလီယော့ဂီရက်ချ်ကိုလင်းခေါ်လိုက်ပါတယ်စက္ကန့်ပိုင်းကြာမှာတော့ကောင်ကြီးမလာတဲ့ငကားကြီးထွက်ပေါ်လာပြီး GS နာဒါလီနဲ့မီချန်တို့စကားတောင်မပြောနိုင်တော့အောင်ဟဲ့အားတင်သွားကြပါတယ် GS လည်းဒုမဖေပြောခဲ့တာတွေဟာအမန်တရားတွေကြီးပဲဆိုတာနောက်ဆုံးတော့နားလည်သွားခဲ့ပါတယ်နာဒါလီအေလီယော့ကိုပြောရှင်စွာနဲ့ဝတ်သက်ပေးနေပြီးမီချန်ကတော့နှစ်ပေါင်းများစွာကြာမှာဒီစင်ကျဲတဲ့တတဝါကြီးကိုဒုတိယအကြိမ်ပြန်လည်မြင်တွေ့ခွင့်ရလိုက်တာပါဒါပေမဲ့ဒီအေဂျင့်နဲ့ခိုက်တန်ကကြာမခံလိုက်ပါဘူးဂေးဘင် HV နဲ့အဖွဲ့ရုပ်တရားရောက်ရှိလာပြီးအေလီယော့ကိုတိုက်ခိုက်ပါတော့တဲ့ကြိုးချပြီးပိတ်ဆို့လိုက်ကြတာမို့ပြီးလူငယ်ချင်းဖြစ်သူကိုကာဝယ်ဖို့အစွမ်းကုန်စူးစမ်းခဲ့ပေမဲ့မဲလိုက်မားတွေကအေလီယော့မလွတ်မြောက်နိုင်အောင် ACG ဆန်နဲ့ထည့်လိုက်ပါတယ်အားနေပြီးမပြန်တန်းနိုင်တော့တဲ့အေလီယော့ဟာဖန်ဆီးခြင်းခံလိုက်ရပြီးဂေးဘင်ရဲ့ကိုတောင်ထဲမှာတန်ကြိုးတွေနဲ့ချီနှောင်ခံလိုက်ရပါတယ်ဂျက်ကိစ္စတွေကိုစနစ်တကျဖြေရှင်းနိုင်ဖို့ပြေးဆန်ထင်းထင်းရေးခွဲကိုချက်ချင်းဖုံးဆက်ခဲ့ပေမဲ့ဂေးဘင်ကတော့အေလီယော့ကိုလွှဲပေးဖို့ညှင်းဆန်ခဲ့ပါတယ်ဒီနှကားကိုတူးတွေ့တာမို့သူ့ပိုင်ဆိုင်မှုလို့ထင်မှတ်နေပြီးဒီတွေ့ရှိမှုသူ့ကိုချင်းတာစေုံတင်မကပဲကြော်ကြားလာစေမယ်လို့ယုံကြည်နေတာပါဒါကြောင့်ဂေးဘင်ကအေလီယော့ကိုတစ်ကမ္ဘာလုံးကိုပြဖို့စီစဉ်ပါတော့တယ်ပြီးဟာရင်ခွင်းတက်ဝန်းနေသွားပြီးသူနဲ့အေလီယော့ကိုလွတ်ပေးဖို့သူတို့နောက်ထပ်ဘယ်တော့မှပုံလာတော့ပဲရောက်ွယ်သွားပါမယ်လို့လူတိုင်းကိုတောင်းပန်တောင်းဆိုခဲ့ပါတယ်နာဒါလီကလည်းဂေးဘင်ဒီလိုတွေလုံးလိမ့်မယ်လို့ GS ဘာမှမသိခဲ့ကြောင်းပြီးကိုရှင်းပြပါတယ်အဲ့ဒီအချိန်မှာဒေါ်အုပ်ဆိုင်ရာတောင်းရှိသူတွေကိုတောင်းစီရောက်ရှိလာကြပေမဲ့ဂေးဘင်ကတော့ငကားဟာသူပထမဆုံးတွေ့တာမို့သူပဲပိုင်နေဆိုပြီးဆက်လက်ညှင်းဆန်နေခဲ့ပါတယ်နာရာလီဂီကိုတောင်နဲ့ခိုးဝင်နိုင်မဲ့ဘိုင်လိုင်းတစ်ခုကိုဒိုးလေးပြလိုက်တာကြောင့်အထဲကိုခိုးဝင်ပြီးတန်ကြိုးချီခံထားရတဲ့အေလီယော့ကိုတွေ့လိုက်ရပါတယ်သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းပိတ်လောင်ခံထားရတာကိုမြင်တော့ပြီးရင်ကျုံးတက်ခံစားလိုက်ရပါတယ်အပြင်မှာဂေးဘင်နဲ့တာဝန်ရှိသူတွေတကားမကြီးကိုဖွင့်ဖို့ကြိုးစားနေတော့နာရာလီကအထဲကနေတော့ခတ်လိုက်ပြီးအေလီယော့ကိုကယ်ထုတ်ဖို့အချိန်ဆွဲပေးထားပါတယ်သူတို့အေလီယော့ကိုပြန်တန်းပြီးထွက်ပြေးနိုင်အောင်ကူညီပေးခဲ့ပေမဲ့အိတ်စိတ်တန်ကြောင့်သူမပြန်နိုင်သေးပါဘူးတာဝန်ရှိသူတွေတကားကိုရိုက်ချိုးဝင်ရောက်လာချိန်မှာတော့ကိုတောင်ကြီးတစ်ခုလုံးဟာလာပြင်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်အေလီယော့ဟာကိုပြောက်လိုက်တာကိုမတိကြပဲလွတ်မြောက်သွားပြီလို့ပဲထင်မှတ်သွားကြတာပါမကြမီ GS ရောက်ရှိလာပြီးပြီးနာဒါလီနဲ့အေလီယော့တို့ဖုံအောင်နေတုံးပဲဆိုတာတီးသွားပါတယ်အေလီယော့မပြန်နိုင်သေးတာကြောင့်ထက်ကားနဲ့ကိုထုတ်ဖို့အစီအစဉ်တစ်ခုချက်ချင်းဆွဲလိုက်ကြပါတယ်နာဒါလီစနိုးလိုက်ချိန်မှာပဲမီချန်ကကားကိုလမ်းကြောင်းရှင်းနိုင်အောင်ကိုတောင်တကားကိုဝင်တိုက်ပစ်လိုက်ပါတယ်သူတို့တော့အုပ်စီဦးတီထွက်ပြေးချက်စဉ်အနောက်ကနေလူတိုင်းကအေလီယော့ကိုတားဆီးဖို့လိုက်ပါလာကြပါတယ်ဂေးဘင်သူ့ထက်ကားကိုသူတို့ရှေ့မှာပေးရက်လိုက်တယ်မီချန်ဘလိတ်အုပ်လိုက်ပေမဲ့ဘလိတ်ပေါက်သွားခဲ့ပါတော့တယ်